လက်ရှိထွက်ရှိလာတော့မယ်ဆယ်လီနာရဲ့ Zenith skin ကိုဈေးတက်တာဆုံးနဲ့ဘယ်လိုကုန်းမလဲဆိုတာကျွန်တော်ပြပြပေးမယ်ကျွန်တော်အနေနဲ့ကြိုတင်ပြောထားချင်တာလေးတစ်ခုရှိတယ်အဲ့ဒါကတော့ထွေထူးထူးမဟုတ်ဘူး event မလာခင်မြန်မြန်လုပ်ပေးလိုက်ရတဲ့အတွက်ဗီဒီယိုက quality ရောရှိနေမှာမဟုတ်ဘူးဆယ်လီနာ event လေးရဲ့အကြောင်းကိုကျွန်တော်အရင်နားလေးအောင်ပြပြပေးခြင်းနဲ့ဆယ်လီနာရဲ့ skin ကဘယ်ချိန်မှရမှာလဲဆိုတော့120 draw ပြည့်ရဲ့ခါကျရင်တေချာပေါက်ရမှာပါတကယ်လို့ကိုလူကကန်ကောင်းတယ်ဆိုရင်120မပြည့်ပဲနဲ့သူ့ရဲ့အောက်မှာတင်လေရင်နဲ့ရရင်ရသွားနိုင်တယ်အခုကြည့်နေတဲ့ခင်ဗျားနဲ့ကျွန်တော်က120မပြည့်ပဲနဲ့ရမယ်ထင်လို့လားတေချာပါတယ်ကျွန်တော်တို့က120မှာရမှာပါအဲ့ဒါဆိုတော့ကျွန်တော်အပြည့်တွက်ပြပေးပါမယ်ကျွန်တော်တို့က event စလာတဲ့နေ့မှာပဲ weekly pack 4ဘတ်စာထည့်ရမယ်weekly pack 4ဘတ်စာထည့်တဲ့အကြောင်းကိုကျွန်တော်နားလေးအောင်ရှင်းပြပေးမယ်ကျွန်တော်တို့က event စကလေးနဲ့ဆယ်လီနာရဲ့ Zenith skin ကိုမရမချင်းတရက်ကိုတစ်ခါ discount ရတယ်25တုံးနဲ့နေ့တိုင်းလဲရမယ်စုစုပေါင်း event ရက်က35ရက်ဆိုတော့35ချိန်လဲရမယ်35ချိန်ရဲ့တန်ဖိုးကDiamond 880နဲ့မှ5တုံး weekly pass 4ဘတ်မှာရမယ်စုစုပေါင်းတန်ဖိုးက800နဲ့မှ80 weekly pass မှာရတဲ့ Diamond စုစုပေါင်းက35ချိန်လဲရင်ကုန်ပြီကိုလူမာကအရင်ကတည်းက Diamond နဲ့ weekly pass တွေထည့်ထားတာရှိလို့ရှိရင်ထပ်ပြီးဝယ်ကြမလို့ဘူးလိုတဲ့လောက်လေးကိုပဲစိုက်ပြီးတော့ဝယ်လိုက်ရုံပဲဒီမှာပြောချင်တာတခုက weekly pass 4ဘတ်ကိုပထမရက်မှာတင်ထည့်ရမယ်လို့ပြောတာမဟုတ်ဘူးကိုလူကတရက်တစ်ခါလဲဖို့အတွက် Diamond လောက်နေရပြီတကယ်လို့ Diamond မလောက်တဲ့ခါကျမှတစ်ဖက်ပြီးမှတစ်ဖက်တစ်ခါထည့်မယ်ဆိုလို့ရှိရင်လည်းရတယ်ကျွန်တော်တို့လဲမဲ့အကြောင်းလေးဆက်ပြောရအောင်ကျွန်တော်တို့ကတရက်တစ်ခါလဲတယ်ဆိုလို့ရှိရင် event ရက်က30နဲ့မှ5ရက်ဆိုတော့ကျွန်တော်တို့မှာ drawer စုစုပေါင်း30နဲ့မှ5ကဟို event မှာကြိုးရထားတဲ့ free ticket 10ကအဲ့ဒါနဲ့ဆိုရင်40နဲ့မှ5ကအဲ့ဒါပြီးသွားရင်15ရက်နေ့ကြာလို့ရှိရင် free token လာမယ်အခါကြာလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Diamond 900ဖြည့်ပေးရမယ်ကုကင်းကောင်းတွေကိုအဲ့မှာ free token 30လောက်ရမယ်စုစုပေါင်း80နဲ့မှ5က25ရက်နေ့ကြာလို့ရှိရင် promo Diamond 800နဲ့ Yo-Yo Diamond 200နဲ့ကျွန်တော်တို့အချိန်20လဲမယ်အဲ့ဒါဆိုစုစုပေါင်း80နဲ့မှ5ကရဲ့အခါ20ရဲ့ဆိုတော့90နဲ့မှ5ကအဲ့ဒါကိုကျွန်တော်တို့ရှိမှရှိတဲ့ Diamond 300ကျော်နဲ့10 draw 10ကလဲလိုက်အဲ့ဒါဆိုလို့ရှိရင်စုစုပေါင်း100နဲ့မှ5က120 draw ပြဖို့အတွက်နောက်ထပ်15ချိန်လိုလေးတဲ့အဲ့ဒီက15ချိန်ကဘယ်လိုရမလဲဆိုတော့ဆယ်လီနာစကင်ရဲ့ဘေးနားမှာပါတဲ့ price pool တွေကိုကိုကောင်တွေလည်းတွေးမှာပါအဲ့ဒီကောင်တွေက normal skin ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခုပြန်ရတယ် ticket ကဒါတော့ channel skin တွေမပါသေးဘူးเนาะကိုကောင်ကအချိန်100လဲထားတဲ့ရှိမှာတီချာဘောက်ကတော့ normal skin 10កောင်ဆိုတာမကောက်ဘူးပေါက်မှာဗျာအဲ့ဒါအောင်မှ elite skin တွေပါတွေရောပေါက်အောင်မယ်ဆိုလို့ရှိရင်15ကက်ဆိုတာကတော့အနည်းဆုံးပဲကျွန်တော်အရင်နေ့လောက်ကတမားတွေ Bazana Zenith skin လဲထားတဲ့ video တွေတွက်ပြန်ကြည့်ရတဲ့လောက်ကတော့မရဘူးဆိုလို့ရှိရင်တော့ကက်20လောက်ကပြန်ရတယ်ဗျာတော့ price pool ထဲမှာပါတယ်ဒီက skin တွေကလည်းရှင်းရှင်းပြောလို့ရှိရင်လူတိုင်းဒီပေါင်းမှာရှိတဲ့ skin တွေကြီးပဲတကယ်လို့ diamond တွေလိုအပ်တဲ့ဆိုရင်တော့ကိုယ့်အနေနဲ့ကိုချင်းချင်းပြီးပြန်ပြီးဝယ်ထည့်လို့ရတယ်ကျွန်တော်တို့သုံးရမယ် Diamond ရဲ့ကုန်ကျစရိတ်အားလုံးကိုကျွန်တော်ပြပြပေးမယ် weekly pack 4ဘတ်ကစုစုပေါင်း2000ခွဲကုန်မယ် Diamond 3500ဖြည့်ပါဆိုတဲ့ test မှာကျွန်တော်က Diamond 3600ဖြည့်လိုက်မယ်3600ဈေးကိုလက်ရှိပေါက်ဈေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူက3000ခွဲကုန်တယ်အဲ့ဒါဆိုရင်စုစုပေါင်း9000လောက်ကုန်မယ်ကျွန်တော်ထင်တော့9000လောက်တော့မကားတော့ဘူးဒါပေမဲ့အနောက်မှာ Diamond ထည့်လိုက်ရမယ်ဆိုလို့ရှိရင်တော့လက်ထဲမှာနောက်ထပ်2000လောက်ကတော့စုထားတင်တယ်အားလုံးပေါင်းချုပ်ပြီးတွဲရရင်ဒီစကင်ကိုကျွန်တော်တို့လိုဂုံစင်းမဲ့လူတွေနေတက်ကတော့6000လောက်ကတော့လက်ထဲမှာရှိကိုရှိတာတင်တယ်ဒါပေမဲ့လည်း6000လောက်နဲ့ရတယ်ဆိုပေမဲ့ဆန်တဲ့စကင်ဆိုတာကဝယ်ပြီးပြန်မလာနိုင်တော့တဲ့စကင်သူမှလိုပဲပေါ့ဗျာတကယ်လို့ကိုလူက Diamond အလောက်မကုန်ပဲနဲ့စောစောစီပေါက်သွားတယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်တွေအများကြီးလက်တက်တာနိုင်တယ်ကဲဗီဒီယိုလေးကတလောက်ပါပဲကိုလူတွေကြိုးရှိပါရဆိုလို့ရှိရင်လည်း like and subscribe လုပ်တာပေးဖို့တောင်းဆိုချင်ပါတယ်အော်ပြောစရာမေးပါလို့ comment မှာမတိတာတွေရှိလို့ရှိရင်လည်းထပ်ပြီးမေးပါလို့ရတယ်နော်ဘိုင်ဘိုင်ပါ